အလွန်နှိတ်ချသူမို့ထောင်ရဖျားကျေးဇူးဆန်းရင်ခံယူထားသောကပလာလို့ကျေးဇူးအပေါင်းတို့ကိုသေးဆောင်တော်သူအလွန်တနာတဲ့သူမို့ထောင်ရဖျားဤရှင်မဝဲဇာတိတဘောနဲ့လမ်းလွဲသူအဖြစ်သာတဲ့အကောင်းဆုံးပြန်ဖြေပေးသူဖျားအမိမေတော်သည်အလွန်ချစ်တဲ့သူမို့ဒီကဘာပျက်စီးခြင်းမရှိအောင်လူတွေပြောင်းလဲခြင်းရှိအောင်ဖျားရှိမှတောင်းစုစင်ချွေပေးသူတမိုင်းဆက်ဆက်ကလူအပေါင်းနဲ့ထူထပ်တဲ့ရှင်ဖြူစင်ကခတ်သိမ်းတော့ယေရှုမင်္ဂလာရှိသူတိတ်တမကောင်းလူအပေါင်းနဲ့အားကြအော်စံယူစရာမြင်မြတ်တော့ဖျားမိခင်မာရိယာcan